ရေသူမအမီးလေးကိုမြင်လိုက်ရတဲ့နေရာကနေဘူးထဲကိုပို့ပြီးနက်နက်ဝင်လာခဲ့ပါတယ်လမ်းကြောင်းကကျင်းပေမဲ့အတွင်းထဲမှာတော့ပို့ပြီးလင်းလက်လာတယ်လို့ခံစားရတယ်ဗျဝိုးရင်သက်ရှုမောစရာပါပဲရေအောက်မှာရွှေရောင်တွေတောက်ပနေတဲ့အေယာမကြောက်တိုင်ကြီးတွေကိုတွေ့နေရပြီဒါဒဏ္ဍာရီလာရေသူမနန်းတော်ကြီးပဲဖြစ်ရမယ်တကယ်ကိုမော့ဆန်လုံးပါတယ်ဗျာဟိုမှာကြည့်ပါဦးရေသူမလေးတွေစုံတွဲခုခတ်နေကြတာငါတို့ကိုထူးဆန်းတဲ့အကြည့်တွေနဲ့ကြည့်နေကြတယ်နန်းတော်အလဲဘိုမှာပလင်ပေါ်ကရွှေရောင်လင်းတွေဖြာထွက်နေတာပါကြီးလေအဲ့ဒါရေသူမဘရင်မကြီးပဲသူကကျွန်တော်တို့တင်းမောကိုလှမ်းကြည့်ပြီးသူ့မော်တောက်တန်ကိုမြောက်လိုက်ပြီးဟာတင်းမောပတ်လဲမှာရွှေရောင်ဝဲကရက်ကြီးဖြစ်လာပြီးဘာလို့မလို့လဲမသိဘူးတင်းမောကအရှိန်နဲ့အပေါ်ကိုဆွဲတင်ခံနေရတယ်ရေသူမတွေကတော့ကျွန်တော်တို့ကိုလက်ပြနှုတ်ဆက်ကြံရစ်ခဲ့ပါတယ်ဟူးရေပေါ်ရောက်ပါပြီဗျာငပလီရဲ့အလှတရားနဲ့အတူရေသူမတွေရဲ့လှုပ်ဝက်ချက်ကိုဖော်ထုတ်နိုင်ခဲ့ပါပြီ Fantasy Explorer ရဲ့နောက်ဗီဒီယိုတွေမှာပြန်ဆောင်ကြမယ်နော်